သူ့လက်ပေါ်ကပင့်ကူကိုက်ခံရတဲ့တန်ရာကိုကြည့်ပြီးပီတာဟာအစပိုင်းမှာတော့တိတ်ပြီးအရေးမဆိုင်ခဲ့ပါဘူးဒါပေမဲ့သူ့ကိုကိုက်လိုက်တဲ့ပင့်ကူဟာမျိုးဗီဇပြုပြင်ထားတဲ့ပင့်ကူတစ်ကောင်ဆိုတာသူလုံးဝမသိခဲ့ပါဘူးသူအိမ်ပြန်ရောက်တဲ့ချိန်မှာတော့တခုခုမှနေပြီဆိုတာပီတာသိလိုက်ပါပြီသူဟာညစာတော့မစားနိုင်တော့ပဲအပေါ်ထက်ခန်းထဲကိုအပြေးလွှားတက်သွားခဲ့တယ်ဒါကိုကြည့်ပြီးဦးလေးပင်ကတော့ဆယ်ကျော်သက်လေးတွေရဲ့ပုံကန်ခြင်းနဲ့စိတ်တက်ကြောက်လို့ပဲသဘောထားပြီးအမှုမထားခဲ့ပါဘူးဒါပေမဲ့ပီတာအင်ဂျီချွတ်လိုက်တာနဲ့တပြိုင်နက်ပြင်းထန်တဲ့ခေါင်းမူဝေမှုလိုင်းကြီးကသူ့စီရိုက်ခတ်လာတာကိုတော့ဘယ်သူမှမသိခဲ့ကြပါဘူးနောက်တစ်စက္ကန့်မှတင်ပီတာဟာသတိလစ်ပြီးလဲကျသွားပါတော့တယ်လက်ပေါ်ကရောင်ကိုင်းပြီးဖောင်းကျနေတဲ့ဒဏ်ရာကဒီကိစ္စဟာတကယ်ကိုပြင်းထန်နေဆိုတာပြသနေပါတယ်ပီတာသတိလစ်နေစဉ်မှာပဲပင့်ကူရဲ့ DNA တွေဟာပီတာရဲ့မျိုးဗီဇတွေကိုအစားထိုးရေးထားပြီးအလုပ်ရှုပ်နေခဲ့ပါတယ်နောက်တစ်နေ့မနက်မှာသူနိုးလာတဲ့အခါအကျင့်တိုင်းမျက်မှန်ကိုလန့်ကင်လိုက်ပါတယ်ဒါပေမဲ့မယုံနိုင်စရာကောင်းတာကသူ့ရဲ့ရှေ့ရဒီဂရီရှိတဲ့အနီးမုံမြင်အာယုံဟာလုံးဝပျောက်ကွယ်သွားပြီးကြည်လင်နေတာကိုတွေ့လိုက်ရတယ်ပီတာကတော့ဒါဟာတကယ်ကိုထူးဆန်းတယ်လို့တွေးနေခဲ့တာပေါ့ဒါပေမဲ့မှန်ထဲကိုကြည့်လိုက်တဲ့အခါမှာတော့ပိုပြီးထူးဆန်းတာကိုမြင်လိုက်ရပါတယ်အရင်ကပိန်လီချောက်ကပ်နေတဲ့သူ့ရဲ့ခန္ဓာကိုယ်ဟာအခုတော့ကြစ်လစ်တောင့်တင်းတဲ့ကြွက်သားဖို့ထစ်တွေနဲ့ပြည့်နေပါပြီပီတာအင်ဂျီဝစ်နေတော့မှပဲသူ6နှစ်သားကလေးကဆွဲဆွဲလန်းလန်းချစ်နေခဲ့ရတဲ့ဘေးအိမ်ကကောင်မလေးအပြင်ထွက်သွားတာကိုမြင်လိုက်ရပါတယ်သူမနဲ့မတော်တဆဆုံကျင်တဲ့စိတ်နဲ့ပီတာဟာမနှက်စာတော့မစားပဲအောက်ထက်ကိုဝုန်းတိုင်းကျဲဆင်းပြီးအပြင်ကိုပြေးထွက်သွားခဲ့တယ်ဒါပေမဲ့အပြင်ရောက်တော့သူမြင်လိုက်ရတာကသူ့ရဲ့ချစ်ဦးမေရီဂျင်းကိုသူမရဲ့ဖခင်ကအော်ဟစ်ဆူပူနေတာပါပဲမေရီဂျင်းစိတ်မကောင်းဖြစ်နေတာကိုမြင်တော့ပီတာဟာသူမကိုဘလို့နှစ်သိမ့်ပေးရမလဲဆိုတဲ့စကားလုံးတွေကိုသူ့ကောင်းထဲမှာအကြိမ်ကြိမ်လေ့ကျင့်နေခဲ့ပါတယ်သူမကိုစိတ်သက်သာရာရစေခြင်းလို့ပေါ့ဒါပေမဲ့သူစကားတစ်လုံးမှမပြောရသေးခင်မှာပဲပြန်ကားတစ်စီးဆက်ရောက်လာပြီးသူမကိုတင်ခေါ်သွားပါတော့တယ်ဒီကိစ္စကြောင့်ပီတာဟာကျောင်းကားကိုလွတ်သွားခဲ့ပြီးရွေးချယ်စရာမရှိပဲကျောင်းကားနောက်ကိုအားကုန်ပြေးလိုက်ရပါတော့တယ်ကားဆရာရက်ပေးဖို့ကျောင်းကားကိုလိုက်ထုတဲ့အခါမှာတော့သူ့ရဲ့ဘဘလက်ဟာကားပေါ်ကစတစ်ကာတစ်ခုနဲ့မတော်တဆကပ်ပါသွားခဲ့တယ်ဖြစ်နေမှမသိတဲ့ပီတာကတော့ဒါဟာသူ့လက်ကထွက်တဲ့ချွေးတွေကြောင့်လို့ပဲထင်နေခဲ့ပါတယ်။တနေကုန်ဘာမှမစားရသေးလို့ဗိုက်စာလုံးနာနဲ့ပီတာဟာចောင်းစားတောက်ဆောင်ကိုသွားခဲ့တယ်။အဲ့ဒီမှာသူ့ရဲ့အချစ်ဦးမေရီဂျင်းဖျက်လျှောက်လာချိန်မှာသူမဟာရေအိုင်တစ်ခုကိုမတော်တဆနင်းမိသွားတဲ့အခါမှာတော့ Wow, great reflexes.